အားလုံးမင်္ဂလာပါကျွန်တော်အခု page like များများရအောင်ကြော်ညာလုံးလေးကိုပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ Facebook ADS ဆိုတဲ့ application နဲ့ဝင်ပါမယ်ကျွန်တော်တို့ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ဆက်ချင်းမှာကျွန်တော်တို့အရင်ဆုံးဒီအပေါင်းလေးအစိမ်းလေးကိုနှိပ်လိုက်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဟာဆိုလို့ရှိရင်နမူနာပြတာ more online shop ဆိုပြီးရှိပါတယ်အဲ့ဒီမှာကျွန်တော်တို့က post engagement ရှိမယ် video view ရှိမယ် website traffic ရှိမယ် message ရှိမယ် page like ရှိမယ် event response ရှိမယ်အဲ့မှာကျွန်တော်တို့က page like ဆိုတဲ့ဟာကိုနှိပ်ပြီးတော့ page like များများရအောင်လုပ်မှာဖြစ်ပါတယ်လို့ရှိရင်ကျွန်တော်တို့ကြိုက်တဲ့ cover photo ရွေးပါကျွန်တော်ဆိုလို့ရှိရင်ဒီမှာဒီအဆင်ပြေ cover photo လေးရွေးလိုက်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီ image ဆိုတဲ့နေရာမှာခုနရွေးထားတဲ့ပုံမှန်သွားပြီ primary text မှာကျတော့ကျွန်တော်တို့အဆင်ပြေတဲ့စာကိုရေးလို့ရတယ်ဥပမာဒီ page ကို like လုပ်ထားပေးပါတော့တခုခုရေးထားလို့ရပါတယ်အဆင်ပြေရွေးပါဥပမာဖုန်းနံပါတ်ဆိုလို့ရှိရင်ဖုန်းနံပါတ်ထည့်ထားလို့ရပါတယ်ဒါပေမဲ့ emoji တွေပါတော့ထည့်လို့မရပါဘူးဖုန်းနံပါတ်ထည့်လို့ရမယ်စာတွေပါအဆင်ပြေရေးလို့ရမယ်တခုခုရေးပါရေးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာအောက်ကိုဆက်စင်းသွားလို့ရှိရင်ဒီမှာ AD preview ဆိုတာတွေ့ရပါလိမ့်မယ်အဲ့ဒါကြော်ညာနမူနာပုံစံဖြစ်ပါတယ်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ် customer ရဲ့ new feed မှာပေါ်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာ page like တွေရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ဆက်သွားမယ်ကျွန်တော်ဒီမှာသူကငကိုရဲ့ရွေးပေးထားတာဖြစ်တယ် friend of people who like your page ဆိုတာရှိပါတယ်အဲ့ဒီမှာကျတော့ကျွန်တော်တို့ American ပြည်အောင်စုတို့ဘာလို့ရွေးထားတယ် potential reach က1000လောက်ပဲရှိမယ်ကျွန်တော်တို့အဲ့ဒါမရွေးပါဘူးအဲ့ဒါရွေးလို့ရှိရင်ကျွန်တော်တို့ American ဘက်ကိုဦးတည်ပြီးတော့ကြော်ညာလုပ်သလိုဖြစ်သွားမှာပါအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့က create new audience ကိုနှိပ်ပါတယ်အဲ့မှာကျွန်တော်တို့ဒီမှာ location ကိုမြန်မာပြန်ပြောင်းပါမယ်ဒါလို့ကိုကရန်ကုန်မြို့ကလူလိုပဲဦးတည်ပြီးကြော်ညာလုပ်ရှင်လို့ရှိရင်တော့ရန်ကုန်ကိုပဲရွေးမယ်ဒါလို့မြန်မာတိုင်းနိုင်ငံလုံးဆိုရင်တော့မြန်မာတိုင်းနိုင်ငံလုံးရွေးမယ်ကျွန်တော်တို့မြန်မာရွေးပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ American ပြည်အောင်စုကို delete လုပ်ပါတယ်ကျွန်တော်ဒီမှာအသက်အရွယ်ရွေးမယ်ဘယ်အသက်အရွယ်ကနေဘယ်အသက်အရွယ်ကိုဒီကြော်ညာကိုပြသိခြင်းလဲပေါ့ကျွန်တော်တော့20ကနေ45ထိထားပါမယ်ပြီးလို့ရှိရင်ကျွန်တော်မျိုးသားလားမျိုးသမီးလားရွေးပါမယ်ကျွန်တော်ကတော့ယောက်ျားမင်းမကိုရွေးမှဖြစ်တဲ့အတွက် all ကိုရွေးထားပါတယ်ကျွန်တော်ဒီမှာအောက်ကိုဆက်ဆင်းသွားတဲ့ခါကျလို့ရှိရင်ဒီမှာ detail targeting ဆိုတာရှိပါတယ် detail targeting အောက်မှာ include people who match ဆိုတာရှိပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်ပါကျွန်တော်အဲ့ဒီမှာဘာတွေရွေးရမလဲဆိုလို့ရှိရင် online shopping နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်များများစစရွေးကြမလို့ online shopping လို့ရိုက်ထည့်ပါမယ် online shopping လို့ရိုက်ထည့်မယ်မြန်မာ online shopping ဆိုတာရှိရယ်ပြီးရင်ကျွန်တော်တို့ဒီမှာနောက်ထပ်မြန်မာလိုရိုက်ထည့်လိုက်ရတယ် online model ဈေးဝယ်ခြင်းကိုကျွန်တော်ရွေးလို့ရတယ်အများကြီးရွေးလို့ရပါတယ်ကိုယ်စင်ပြရွေးပါကျွန်တော်တို့နမူနာအနေနဲ့ဒီနှစ်ခုရွေးပေးထားပါတယ်အောက်မှာသူနဲ့ပတ်သက်ဆက်နွယ်ပြီးတော့တက်လာတဲ့ဟာအများကြီးရှိပါတယ်ဈေးဝယ်ခြင်းနဲ့ fashion တို့အများကြီးရှိပါတယ်ဟုတ်ပြီအဲဆိုလို့ရှိရင်ဒီပေါ်အမှန်ချစ်လေးကိုထပ်နှိပ်ပါတယ် okay ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအမှန်ချစ်ကိုပဲထပ်နှိပ်ပါတယ်ကျွန်တော်တို့ဒီမှာ potential reach မှာကျတော့လူတွေအများကြီးမြင်ရမှာဖြစ်ပါတယ်ရှေ့ဆက်သွားရအောင်ကျွန်တော်တို့ဒီမှာ daily နဲ့ live time ရှိပါတယ်ကြိုက်တာရွေးလို့ရပါတယ်ကျွန်တော်ကတော့ daily ပဲရွေးနေကြဖြစ်ပါတယ် daily နဲ့အဆင်ပြေတာမို့လို့ပါကျွန်တော်တစ်ရက်ကို$5သုံးလဲရတယ်$10သုံးလဲရတယ်ရက်ကိုဒီမှာသတ်မှတ်လို့ရတယ် schedule မှာ9ရက် boost လုပ်မလား6ရက် boost လုပ်မလားတစ်ရက်ကို$5နဲ့9ရက် boost လုပ်မယ်ဆိုလို့ရှိရင်အောက်ဖက်မှာပြထားပေးတာက$35ဆိုပြီးပြထားပေးတာဖြစ်ပါတယ်ကိုအဆင်ပြေသလိုကိုယ့်ရဲ့ကြော်ညာအမောင်းကိုကြော်ညာဈေးနှုန်းကိုချိန်ပြီးတော့အဆင်ပြေသလိုကြော်ညာလုပ်ပါဗျပြီးလို့ရှိရင်ကျွန်တော်အမှန်ချင်းနှိပ်ပါတယ်ဟုတ်ပြီဒီမှာနမူနာပြန်ပြပေးပါလိမ့်မယ် page ကဒီ page ဖြစ်တယ်ဒီလိုပုံစံမျိုးနဲ့ကြော်ညာတက်လာမယ်ကျွန်တော်တို့ဒီမှာအသက်အရွယ်ရွေးထားတာ20ကနေ45မှန်လားပြီးလို့ရှိရင်ရက်က4ရက်နေ့ကနေ17ရက်နေ့ထိရွေးထားမှန်လားကြည့်ပါပြီးလို့ရှိရင် total အစုစုပေါင်း$35သုံးထားတာမှန်လားအားလုံးမှန်ပြီဆိုလို့ရှိရင် place order နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အတည်ပြုပြီးဖြစ်ပါပြီကျွန်တော်တို့ရဲ့ကြော်ညာကကြော်ညာလုပ်ဆောင်မှုအဆင်ပြေပြီဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ Facebook ရဲ့ review လုပ်နေတဲ့အချိန်ကိုစောင့်အောင်ဖြစ်ပါတယ်24နာရီအတွင်း review လုပ်ပေးပါလိမ့်မယ် review လုပ်ပြီးလို့ရှိရင် active ဖြစ်ပြီဆိုတော့ကျွန်တော်တို့ကြော်ညာစ run မှာတော့မယ်တကယ်လို့ active မဖြစ်ဘူး not approve ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပုံစံနဲ့ပြန်ပြောင်းပြီးတော့စာသားကြီးပြောင်းမယ်ပုံတွေအနည်းငယ်ပြောင်းပြီးတော့ကြော်ညာလုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျအားလုံးအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ခင်ဗျ